မင်္ဂလာပါပရိသတ်များရှင်ကျမတို့ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်အခုတင်ဆက်ပေးသွားမှာလေးကတော့စောင်းရသည်မှာသတိထားမယ့်ကျန်းမာရေးပြဿနာများအကြောင်းဖြစ်ပါရရှင်ရာသီစံဝင်းဟာမနေမနာလဲပက်လျက်ရှိရမှာအခုခါမှာဆိုရင်တော့စောင်းရသည်ကိုကူပြောင်းဝင်ရောက်ရန်တာဆူနေပြီဖြစ်ပါရရှင်အားလုံးသိကြတဲ့အတိုင်းလူတစ်ယောက်ရဲ့အသက်စီဝါဟာကံစိတ်ဥဒုအာဟာရပေါ်မှာမူတည်ပါတယ်ဤရရာသီအလျောက်ပူတဲ့ရာသီအလျောက်ခနာကိုယ်ကတုံ့ပြန်ပြောင်းလဲမှုများလည်းဖြစ်ပေါ်တတ်ပါရဲ့ရှင်။တန်ရှိရရဲ့ခနာကိုယ်ဟာပြင်ပပယောဂအခြေအနေများနဲ့လာရောညီထွေးဖြစ်အောင်အလိုအလျောက်ထိန်းညှိပေးမှုများပြုလုပ်တတ်ပါတယ်။ဒီလိုအလိုအလျောက်ထိန်းညှိနိုင်တဲ့အတိုင်းအတာအထက်ကျော်လွန်လာပါကယောဂအခန့်တကူကြောင့်ဖြစ်စေအသက်အရွယ်ကြောင့်ဖြစ်စေအလိုလျောက်ထိန်းညှိနိုင်စွမ်းမရှိတော့တဲ့အခြေအနေများမှာဆိုရင်တော့ယောဂတွေဖြစ်ပွားတတ်ကြပါတယ်။အဲ့ဒီအတွက်ကြောင့်မိမိတို့အနေနဲ့ခနာကိုယ်ရဲ့အလိုလျောက်တုံ့ပြန်နိုင်စွမ်းကိုအားကောင်းလာစေရန်နဲ့အဆိုပါစနစ်ကြီးလက်ပန်းမကျစေရန်အတွက်တဘာဝပတ်ဝန်းကျင်အခြေအနေနဲ့သဟဇာတဖြစ်အောင်ပြုပြင်နေထိုင်ရန်တတိမူကြဖို့အတွက်လိုအပ်ပါတယ်။ရာသီဥတုပူလာပါကလည်းပူတဲ့အလျောက်အေးလာပါကလည်းအေးတဲ့အလျောက်တတိပြုဆင်ခြင်နေထိုင်ခြင်းအပြင်ယောဂဗျာများကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။အချို့သောကျန်းမာရေးပြဿနာတွေကတော့ရာသီဥတုအခြေအနေပေါ်မူတည်ပြီးဖြစ်ပွားတတ်ကြတာဖြစ်ပါတယ်။ဥပမာနေပူလောင်ခြင်းအပူရှက်ခြင်းချွေးထွက်လွန်ပြီးရုတ်တရက်မူးလဲခြင်းစတဲ့ပြဿနာတွေကနွေရာသီမှာဖြစ်ပွားတတ်ပြီးတော့အေးမိခြင်းနာစီချောင်းဆိုးဖြစ်ခြင်းအဆုတ်ရောင်ခြင်းစတဲ့ပြဿနာတွေကတော့ဆောင်းရာသီမှာဖြစ်ပွားတတ်တာမျိုးပဲဖြစ်ပါတယ်။မြန်မာနိုင်ငံဟာတောင်မြောက်မိုင်ပေါင်း1000ကျော်ရှည်လျားတဲ့အတွက်ကြောင့်မို့လို့အေးမြတဲ့ဆောင်းရာသီဟာမြောက်ပိုင်းဒေသများမှာပိုမိုပြင်းထန်ပြီးတောင်ပိုင်းအီကွေတာနဲ့နီးတဲ့အရက်ဒေသများမှာဆိုရင်တော့တိတိတသာအေးမြမှုမရှိပါဘူး။မိတို့ပင်ဆိုစီပါဆောင်းရာသီရောက်လာရင်တော့အနေနဲ့အများအေးမြတဲ့ဆောင်းဥတုကိုတော့ခန်းစားကြရမှာဖြစ်တဲ့အတွက်ကျန်းမာရေးအတွက်သတိထားပြီးနေထိုင်ကြရန်လိုအပ်ပါတယ်ရှင်။ဒါကြောင့်ဆောင်းရာသီမှာအဖြစ်များပြီးသတိထားမယ့်ကျန်းမာရေးပြဿနာများကိုအကျဉ်းဖော်ပြပေးသွားပါမယ်ရှင်။အေးမိဖျားနာခြင်းအေးမိဖျားနာဖြစ်စေတဲ့ virus ပိုးများစွာရှိပါတယ်။ COVID virus အပါအဝင်ပေါ့အဓိကဖြစ်စေတဲ့ virus အုပ်စုကတော့ rhinovirus အမျိုးအစားပဲဖြစ်ပါတယ်။ကူးစက်ခြင်းမခံရစေရန်အတွက်မကြာခဏလက်ကိုဆေးပေးခြင်းနာချေချောင်းဆိုးလျင်လက်ကင်ပွားတစ်ရှူစသည်တို့ဖြင့်ဖုံးအုပ်ပြီးနာချေချောင်းဆိုးခြင်းလူထူထပ်တဲ့နေရာတွေကိုရှောင်ခြင်းစသဖြင့်သတိထားနိုင်ပါတယ်နော်။အထူးသဖြင့်တော့လက်ကိုမကြာခဏဆေးပေးခြင်းဖြင့်ကူးစက်ခံရမှုကိုတိတိတသာထိန်းချုပ်နိုင်ပါတယ်။ရာသီတုပ်ကွေးကတော့12ရာသီပတ်လုံးကူးစက်နိုင်ခြေရှိတဲ့ရောဂါဖြစ်ပါတယ်။တို့ရမှာဆောင်းနှောင်းရာသီနဲ့နှွေဦးပေါက်မှာတော့ပိုပြီးတော့ဖြစ်ပွားတတ်တာကိုတွေ့ရှိရတယ်။ရာသီတုပ်ကွေးကူးစက်မှုကိုလည်းအဓိကအားဖြင့်လက်ကိုမကြာခဏဆေးကြောခြင်းဖြင့်ပဲကာကွယ်နိုင်တာဖြစ်ပါတယ်နော်။တုပ်ကွေးရောဂါကာကွယ်ဆေးများထိုးနှံခြင်းအပြင်လည်းကူးစက်မှုကိုအထိုက်လျောက်လျှော့ချပေးနိုင်ပါသေးတယ်။တုပ်ကွေးရောဂါပိုးကနှစ်စဉ်မျိုးဗီဇပြောင်းကဖြစ်ပွားတတ်တဲ့အတွက်ကြောင့်မို့လို့တုပ်ကွေးကာကွယ်ဆေးများကိုလည်းနှစ်စဉ်ထုတ်လုပ်ရလေရှိပြီးကာကွယ်ဆေးထိုးနှံမှုကိုလည်းနှစ်စဉ်ဆောင်ရွက်ရလေရှိပါတယ်ရှင်။အဆုတ်ရောင်ရောဂါကတော့များသောအားဖြင့်တော့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားတတ်တာဖြစ်ပြီးတော့တုပ်ကွေးနဲ့အခြားဗိုင်းရပ်စ်ပိုးများကြောင့်လည်းရန်ဖန်ရန်ခါမှာဖြစ်ပွားတတ်ပါသေးတယ်။အဆိုပါယောဂဟာလည်းဆောင်းရာသီမှာအဖြစ်များတက်လို့သတိထားမယ့်ယောဂဖြစ်တယ်။အသက်ရှူလမ်းချောင်းကနေတဆင့်ကူးစက်တတ်တဲ့အတွက်လူထူထပ်တဲ့နေရာရှောင်ကျဉ်ခြင်းအနီးနားမှာနာချေချောင်းဆိုးဖြစ်တဲ့သူရှိပါကပါးစပ်နှာခေါင်းစည်း mask တပ်ဆင်ခြင်းမိမိကိုယ်တိုင်လည်းနာချေချောင်းဆိုးပါကအဖုံးကာဖြင့်ဆောင်ရွက်ခြင်းလက်ကိုမကြာခဏဆေးခြင်းစရာတွေနဲ့လိုက်နာလှုပ်ဆောင်သင့်ပါသေးတယ်။ရာသီတုပ်ကွေးအနေငယ်အေးမိနာစီချောင်းဆိုးလက္ခဏာများခံစားနေရပြီးရန်နှဲငယ်တွင်မှမသက်သာပါကဆရာဝန်နဲ့ပြသတိုင်ပင်ကထိရောက်တဲ့ကုသမှုကိုခံယူသင့်ပါတယ်နော်။လေချောင်းနာခြင်းဟာလည်းဆောင်းရာသီမှာအဖြစ်များတတ်ပါသေးတယ်။များသောအားဖြင့်တော့အေးမိကဖြစ်ပွားတတ်တာပါ။တာမန်အားဖြင့်လေချောင်းနာပါကဆရာဝန်နဲ့ကုသမှုခံယူရန်မလိုအပ်ပေမဲ့လက္ခဏာတွေကပိုမိုပြီးတော့ဆိုးရွားလာရင်တော့ထိရောက်တဲ့ကုသမှုကိုခံယူသင့်ပါတယ်နော်။နေဆောက်များအတွင်းမှာလေထုအရည်သွေးများကျဆင်းခြင်းဆောင်းရာသီမှာအေးမြတဲ့အတွက်ကြောင့်များသောအားဖြင့်လူနေဆောက်များမှာတကားများပိတ်ထားတတ်ကြပါတယ်။ဒါပြင်ရာသီဥတုအေးတာကြောင့်အဆောက်အုံတွင်မှာနေထိုင်တဲ့အချိန်ပိုပြီးတော့များလာတတ်ကြတယ်။
အဲ့ဒီအတွက်ကြောင့်နေဆောင်အတွင်းမှာလေထုညဉ့်ညမ်းမှုများပုံမှုဆိုးရွားစေကအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂလက္ခဏာများဖြစ်ပွားစေတတ်ပါတယ်။တက်နိုင်သမျှပရင်တကားများဖွင့်ပေးခြင်းဖုံအမိုင်များပုံမှန်တန်ရှင်းရေးလုပ်ခြင်းလေဝင်လေထွက်ကောင်းစီရန်အတွက်စီမံခြင်းများကိုလည်းပြုလုပ်သင့်ပါတယ်ရှင်။အစမာယောဂလက္ခဏာပုံမှုဆိုးရွားစေခြင်းဆောင်းရာသီရဲ့အေးမြ၆သွေးတဲ့လေကြောင့်အစမာယောဂကိုခံစားနေရသူများကိုပို့ပြီးတော့ယောဂဆိုးစေပါတယ်။ဒါကြောင့်အဆိုပါလူနာများအနေနဲ့ဆရာဝန်ညွှန်ကြားထားတဲ့ဆေးဝါးတွေကိုပုံမှန်တောက်သုံးသင့်တယ်။ခီးသွားရပါကလည်းမဖြစ်မနေစီးရီကိုတည်ဆောင်သွားသင့်ပါသေးတယ်။ပြင်းထန်တဲ့ကိုယ်လက်လေးကျင့်ခန်းများမပြုလုပ်သင့်ပါဘူးနော်။တနိုင်သမျှနေအိမ်တွင်းမှာသာကိုယ်လက်လေးကျင့်ခန်းပြုလုပ်သင့်ပါတယ်။အေးမြ၆သွေးနေတဲ့ပြင်ပလေးကိုရှူရှိုင်းမိပါကအစမာယောဂသင်များအနေနဲ့ယောဂလက္ခဏာတွေပုံမဆိုးရွားစေလိုပါပဲဖြစ်ပါရဲ့ရှင်။ကိုယ်လက်လှူရှားမှုနည်းကအထိုင်များခြင်းဆောင်းရာသီမှာရာသီဥတုအေးမြတဲ့အတွက်ကြောင့်မို့လို့များသောအားဖြင့်နေဆောင်များအတွင်း၌သာအချိန်တွေကုန်ဆုံးတတ်ကြပါတယ်။ထိုင်ခြင်းစာဖတ်ခြင်းစာရေးခြင်းလဲလျောင်းခြင်းစတဲ့အချိန်များသာများနေတတ်ပြီးဆိုလိုတာကတော့ကိုယ်လက်လှူရှားမှုနည်းပါတတ်ကြတယ်။ဒါကြောင့်နွေထွေးထွေးဝစ်ဆင်ပြီးအချိန်တစ်ခုသတ်မှတ်ကနေအိမ်ပြင်ပကိုယ်လက်လေးကျင့်ခန်းများပြုလုပ်ခြင်းသို့မဟုတ်အဆောက်အများအတွင်းမှာကိုယ်လက်လှူရှားမှုပြုလုပ်ရန်စီစဉ်ဆောင်ရွက်ခြင်းများပြုလုပ်သင့်ပါသေးတယ်ရှင်။စားသောက်မှုပုံစံအကြောင်းကိုပြောပြရမယ်ဆိုရင်တော့ဆောင်းရာသီမှာရာသီဥတုအေးများတဲ့အတွက်ကြောင့်မလို့များသောအားဖြင့်အသင့်စားအစားအသောက်များနဲ့အလွယ်တကူစားသုံးနိုင်တဲ့အစားအသောက်များကိုဒါလူတွေကစားတောက်လေးရှိကြတယ်။ဒါကြောင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်များကိုသတိထားစားဖို့အတွက်လိုအပ်မှာလည်းဖြစ်ပါရဲ့ရှင်။ရာသီဥတုပြောင်းလဲကြောင်းဖြစ်တဲ့စိတ်ကြယောဂဆောင်းရာသီမှာရာသီဥတုကလည်းအေးတဲ့အတွက်ကြောင့်ပရိသတ်တွေအနေနဲ့စိတ်မပျော်မရွှင်ဖြစ်ခြင်းထုံထိုင်းခြင်းများကိုလည်းခံစားရစေတတ်ပါရဲ့ရှင်။အချို့သောသူတွေမှာဆိုရင်တော့ရာသီဥတုကြောင့်ဖြစ်တဲ့စိတ်ကြယောဂအခန်းရှိနေတတ်တာအတွက်ကြောင့်မို့လို့ကိုယ်လက်လှူရှားမှုတွေကအေးမြတဲ့ရာသီမှာပို့ပြီးတော့စိတ်ကိုဆိုးရွားစေတတ်ပါသေးတယ်။ဒါကြောင့်ပုံမှန်ကိုယ်လက်လှူရှားမှုပြုလုပ်ခြင်းစိတ်ကြယောဂခံစားလာရပါကဆရာဝန်နဲ့တိုင်ပင်ပြသကကုသမှုခံယူခြင်းများကိုဆောင်ရွက်ဖို့မမေ့ပါနဲ့နော်။ပြီးတော့ဆောင်းရာသီကာလမှာကျန်းမာဖြတ်သန်းနိုင်ဖို့ဆိုရင်တော့ကျန်းမာရေးနဲ့ပတ်သက်တဲ့လှုပ်တင်လှုပ်ထိုက်တာတွေကိုကြိုတင်လှုပ်ဆောင်ထားဖို့အတွက်လိုအပ်မှာပဲဖြစ်ပါတယ်။တုပ်ကွေးကာကွယ်ဆေးများထိုးနှံခြင်းလက်ကိုမကြာခဏဆေးကြောခြင်းနာချေချောင်းဆိုးပါကပါးစပ်ကိုဖုံးအုပ်ခြင်းကိုယ်လက်လှူရှားအားကစားပြုလုပ်ခြင်းကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများကိုစားသုံးခြင်းအေးရေးဝဝအိပ်ဆက်ခြင်းယောဂလက္ခဏာများခံစားလာရပါကယောဂဆိုးရွားလာတဲ့အထိမဆောင်ပဲဆရာဝန်နဲ့အချိန်မီပြသတိုင်ပင်ခြင်းလိုအပ်တဲ့ကုသမှုကိုခံယူခြင်းစသဖြင့်ယောဂအခြေအနေဆိုးရွားလာမှတုံ့ပြန်ခြင်းထက်ကြိုတင်လက်ဦးမှုရယူကာဆောင်ရွက်သင့်ပါကြောင်းကျမတို့အနေနဲ့ဂီယူဒဆိုင်တင်ပြပေးလာရပါတယ်ရှင်။